အချုပ်ချာအာဏာပိုင်တဲ့နိုင်ငံတစ်ခုကိုတခြားနိုင်ငံကကျူးကျော်တယ်ဆိုတာလုံးဝမှားယွင်းတဲ့လုပ်ရဖြစ်ပါတယ်။ဒါပေမဲ့ကဘာကြီးမှာတော့ဘယ်သူကကျူးကျော်တာလဲဆိုတာပေါ့မူတည်ပြီးတော့မှသတင်းတွေထုတ်ပြန်နေခဲ့တာဖြစ်ပါတယ်။ရုရှားကယူကရိန်းကိုကျူးကျော်မှုကြတော့ဒါဟာတခြားနိုင်ငံတစ်ခုကိုကျူးကျော်တဲ့မှားယွင်းတဲ့လုပ်ရဖြစ်နေတကဘာလုံးကဝိုင်းអော်ကြတယ်။ယူကရိန်းအလံတွေကိုနေရာအနှံ့မှာထောင်ကြတယ်။နောက်ပြီးတော့အနောက်အုပ်စုကစန့်ကျင်ကြတယ်။ဒါပေမဲ့ဗင်နီဇွဲလားသမ္မတမာဒူရိုဝင်ဖမ်းတာမျိုးတွေ US ကအရှေ့အလယ်ပိုင်းမှာရှိတဲ့နိုင်ငံတွေလစ်ဗျားတို့အီရတ်တို့ဝင်ရောက်တိုက်ခိုက်ပြီးတော့နိုင်ငံတွေပျက်စီးသွားအောင်လုပ်တာတွေကြတော့မီဒီယာတွေကအပြစ်တင်မှုအတွက်ကိုမေ့နေကြတယ်အပြစ်တင်မှုအတွက်ကိုပြက်ကွက်နေကြတာဖြစ်ပါတယ်အစ္စရေးကဂါဇာဝင်ပြီးတိုက်ခိုက်သွားတယ်မှန်တယ်ဟာမတ်အဖွဲ့တွေကအစ္စရေးနိုင်ငံကလူယာနဲ့ချီပြီးတော့ဖမ်းဆီးခေါ်ဆောင်သွားတဲ့အတွက်ကြောင့်အစ္စရေးဟာဝင်တိုက်ရတယ်ဒါပေမဲ့လိုအပ်တာထက်ကိုအစပေါင်းများစွာပို့ပြီးတော့ဂါဇာတစ်ခုလုံးကိုမြေလံဖျက်ဆီးပစ်လိုက်တာကတော့ဒါတော်တော်များတဲ့ကိစ္စဖြစ်ပါတယ်အခုလေလက်ဘနွန်ဝင်ရောက်တိုက်ခိုက်နေတဲ့နေရာမှာလူနေအင်ဂျီတွေကိုတက်ကတ်ထားပြီးတော့တိုက်ခိုက်တာမျိုးတွေဒါရှိနေတာဖြစ်ပါတယ်အဲ့တော့ကဘာကြီးဟာဘယ်သူကလောက်တာလဲပေါ်မူတည်ပြီးတော့သတင်းတွေထုတ်ပြန်နေတာတော့ဒါတော်တော်လေးကိုလွဲမှားနေတာဖြစ်ပါတယ်ဒီသတင်းတွေကိုလည်းကျွန်တော်တို့တွေဟာရေုံကြီးနဲ့စားသုံးပါတယ်လက်ရှိအီရန်ကိစ္စမှာလည်းဟော်မုတ်စီလက်ကြောကိုအီရန်ကစပစ်ခဲ့တာမျိုးမဟုတ်ပါဘူးအစ္စရေးနိုင်ငံကအီရန်ကိုစပစ်တာပါအီရန်ကိုစပစ်တဲ့အချိန်မှာအမေရိကန်ကလည်းဒါမင်းဘက်ကငါးပါမယ်တားကြီးဆိုပြီးတော့အမေရိကန်ဟာလည်းဝင်ပါလာတာဖြစ်ပါတယ်တကယ်တော့အမေရိကန်အင်အားဆိုတာအင်မတန်မှကြီးပါတယ်အီရန်နိုင်ငံဟာဘလောက်ပဲပြောင်မြောက်အောင်ကာကွယ်ထားနိုင်ပါစီလူသေးဆုံးမှုများတာလည်းအီရန်ဖြစ်ပါတယ်နိုင်ငံပျက်စီးမှုများတာလည်းအီရန်ဖြစ်ပါတယ်သူ့ရဲ့ခေါင်းဆောင်တွေအများကြီးတည်သွားရတယ်ကျောင်းတွေစေယုံတွေဈေးတွေလမ်းတရားတွေအများကြီးပျက်စီးသွားတယ်ဒါတွေကနှစ်ပေါင်းကိုဆယ်စုနှစ်နဲ့ချီပြီးတော့ပြန်လည်တည်ဆောက်မှာဖြစ်ပါတယ်ဒီစစ်ပွဲပြီးဆုံးသွားရင်တော့မှပဲအီရန်နိုင်ငံဘက်ကဆုံးရှုံးမှုဟာပိုများပါတယ်တော့သူ့မှာလုံနိုင်တာလေးကဟော်မုတ်ရေလက်ကြားလေးနဲ့အကြက်ကင်လို့ရတဲ့အတွက်ကြောင့်မလို့ဟော်မုတ်ရေလက်ကြားလေးနဲ့အကြက်ကင်ပြီးတော့ဒီစစ်ပွဲကိုသူပြီးဆုံးဖို့သူစူးစမ်းတာပေါ့အဲ့ဒါကိုကဘာကြီးကိုချင်းချောက်တယ်ဆိုပြီးကုလသမဂ္ဂမှာဒါဗီဒီယိုအာနာတုံးပြီးတော့တရုတ်ကဒါမကယ်ပေးလိုက်လို့ရှိရင်ဒါကုလသမဂ္ဂမှာပါအီရန်ကအရေးနေပြီးတော့ဒါတခြားနိုင်ငံတွေကပါအီရန်နိုင်ငံကိုဝင်ပြီးတော့အရေးယူမဲ့ကိစ္စဖြစ်လာမှာပေါ့နော်လုံခြုံရေးကောင်စီကအရေးယူဖို့ဖြစ်လာမှာပေါ့အဲ့တော့ကိုကလည်းတွားတိုက်သေးတယ်ကုလသမဂ္ဂမှာဒီနိုင်ငံကိုအရေးယူဖို့လည်းပြောသေးတယ်ပြီးတော့ဒီအစ္စရေးတို့အမေရိကန်တို့တိုက်ရုံနေမကောက်ဘူးနေတိုးပါသွားအခုညီတောင်းတယ်နေတိုးဆိုတာတကယ်အင်အားကြီးတဲ့အဖွဲ့ပေါ့နော်ဒါ UK တို့ပြင်သစ်တို့ဂျာမနီတို့ကပါလာမယ်ဆိုရင်ဒါအီရန်နိုင်ငံအကြောင်းဆိုးသွားမယ်အဲ့တော့အီရန်နိုင်ငံကတယောက်တည်းအဲ့တော့ဝိုင်းတိုက်ကြတာပေါ့နော်ဒါဘာလို့တာလဲတစ်ချိန်တစ်ခါတော့ကလည်းတရုတ်နိုင်ငံကိုအနောက်တိုင်းနဲ့အင်အားစုအဖွဲ့ကြီးတွေကဝင်တိုက်ပြီးတော့တရုတ်နိုင်ငံရဲ့နွေရာသီနန်းတော်တွေစာကြီးတိုက်တွေကိုဖျက်ဆီးသွားခဲ့တယ်ဘိန်းတွေကိုတရားဝင်ရောင်းချအောင်လုပ်ခဲ့တယ်ဒါအနောက်တိုင်းသားတွေဟာခေတ်ဆက်ဆက်အဲ့လိုလုပ်တယ်ပြီးတော့မီဒီယာကို hit ချိုက်လုပ်ပြီးတော့မီဒီယာကိုလွှမ်းမိုးပြီးတော့သူတို့ပဲအမြဲမှန်သူတို့ပဲအမြဲကောင်းဆိုတဲ့ပုံစံမျိုးနဲ့လုပ်လာတယ်ဒါပေမဲ့ခုလုံးလို့မရတာကအာရှအရှေ့ပိုင်းနိုင်ငံတွေဟာလည်းသူ့အင်အားနဲ့သူကြီးလာတယ်မြန်မာနိုင်ငံကတော့တရုတ်နိုင်ငံကိုမကြီးတဲ့နိုင်ငံဆိုတော့မြန်မာနိုင်ငံနဲ့လည်းဒါနည်းနည်းမချင်းထိစက်တဲ့ခါကျပို့တိုက်မှုတွေရှိတဲ့ခါကျတော့တရုတ်ကတော့မြန်မာတွေတိတ်မကြိုက်ဘူးပေါ့နော်ဒါပေမဲ့တရုတ်ကပူပေါင်းလို့ရသေးတယ်ပြီးခဲ့တဲ့စစ်အစိုးရလက်ထက်ပဲဖြစ်ဖြစ်ဒီလက်ထက်ပဲဖြစ်ဖြစ်ပေါ့နော်မိစရာတစ်ဖက်ရေမိုးတစ်ဖက်ရှိရဆိုရင်ပူပေါင်းလို့ရသေးတယ်အနောက်တိုင်းကမြန်မာနိုင်ငံကိုတောက်လျှောက်ဆန်ရှင်တွေလုပ်ထားတယ်ဘာပစ္စည်းမှသွင်းလို့မရအောင်ဘာဆေးဝါးမှသွင်းလို့မရအောင်အခုလဲဒီ energy က order hit တဲ့ကိစ္စတွေမှာလည်းမြန်မာနိုင်ငံကိုနှီးမျိုးစုံနဲ့ဂျိုးဘိုင်ဒန်အစိုးရပေါ့နော် Trump တိုင်ကအစိုးရအများကြီးပြဿနာရှာပြီးဒုက္ခတွေပေးခဲ့တဲ့အတွက်ကြောင့်မလို့ဒါမြန်မာနိုင်ငံဒုက္ခရောက်ခဲ့ရတာပေါ့နော်အဲ့တော့တရုတ်ကမကောင်းဘူးမှန်တယ်အလုပ်လုပ်လို့ရသေးတယ်နော်စီးပွားရေးလုပ်လို့ရသေးတယ်တရုတ်ကတော့ဒါစီးပွားရေးဆန်ဆန်ပဲအဲ့တော့ဈေးပေါင်းကျိုးနဲ့ရအောင်နှိုက်မယ်ဒီနိုင်ငံတွေမှာရှိတဲ့သူလူတွေသူမွေးချင်မွေးမယ်ဒါပေမဲ့ American တို့ဘာလို့ဒီနိုင်ငံတွေရဲ့ mindset တွေကကြတော့ပြောမှဆိုရင်ဟိုတခင်စိတ်ဓာတ်ပေါ့နော်ငါတို့ကတခင်မင်းတို့ကကြုံဆိုတဲ့စိတ်ဓာတ်ကသူတို့ကမကုံသေးဘူးပေါ့ကမ္ဘာပက်လိတ်ကြီးပေါ့ငါတို့ကကမ္ဘာအင်အားကြီးနိုင်ငံကမ္ဘာကြီးကိုငါတို့ကအုပ်ချုပ်တယ်ဆိုတော့ပြောမှဆိုရင်တော့ empire တကယ်ကိုလိုနီနိုင်ငံတွေရဲ့စိတ်ဓာတ်ကခုချိန်ကြီးရှိနေတော့မယ်ပေါ့အဲ့တော့အခုဖြစ်နေတဲ့အချိန်မှာအီရန်နိုင်ငံအစ္စရေးရဲ့အမေရိကန်ရဲ့ဆိုတာအင်အားအကွာကြီးအကယ်၍သာနေတိုးကိုအမေရိကန်အကူအညီတောင်းတယ်လို့ဒီအီရန်ကလည်းရုရှားတို့တရုတ်တို့မြောက်ကိုရီးယားတို့အကူအညီတောင်းခဲ့လို့တတိယကမ္ဘာစစ်ဖြစ်မယ်ဆိုရင်ဒီစစ်ပွဲကိုစတင်တာဟာအီရန်လားအနောက်အုပ်စုလားဆိုတော့ကျွန်တော်ပြန်စဉ်းစားရမှာဖြစ်ပါတယ်